တနေ့သောည၌ဟန်လွင်တယောက်အလွန်ပြင်းကြီးလိုနေတယ်ဟန်လွင်ကသူ့တွင်မြန်ဆန်သောကြက်လျင်ရှိနေပြီထက်တော်ကြောလာကဝါကိုစူးစမ်းလေးလာရန်ဆုံးဖြတ်လိုက်တယ်ဟန်လွင်ကလာဘော်သို့ကြက်လျင်ပင်ပြန်တန်းပြီးဆင်းသက်ခဲ့တယ်လာကဘာမှာတိတ်ဆိတ်ပြီးမိခိုးရောင်ချက်နေလို့နေတယ်တိုးတော်ဟန်လွင်ဒီအလွန်ကြီးမားပြီးအယောင်များတောက်ပနေသောအဆောက်အဦများရှိနေသည်ကိုတွေ့လိုက်ရတယ်ဟန်လွင်ကပုံမိုနီကတ်စွာရှော့သွားလိုက်ပြီးပဒင်းပေါက်မှတဆင်အတွင်းပိုင်းကိုကြီးလိုက်လေတယ်အဆောက်အဦအတွင်း၌ကဘာမြေမှဝက်ဝက်များကိုဖမ်းဆီးထားသည်ကိုတွေ့လိုက်ရတယ်ဂျိုသားများကဝက်ဝက်များအားအနီးရောင်တောက်ပနေသောဆေးအရည်များထိုးသွင်းပေးနေသည်ကိုတွေ့လိုက်ရတယ်ဆေးထိုးသွင်းလိုက်ပြီးနောက်ဝက်ဝက်များသည်စတင်ပြောင်းလဲလာခဲ့တယ်သူတို့ရဲ့ခန္ဓာကိုယ်မှာပုံမိုကြီးမားလာပြီးသူတို့ရဲ့အမွေးများသည်လည်းမဲနှက်ပြီးချွန်ထက်လာခဲ့တယ်သူတို့ရဲ့မျက်လုံးများသည်အနီရောင်သို့ပြောင်းလဲသွားသည်ကိုဟန်လွင်တွေ့လိုက်ရတယ်ရုတ်တရက်ဂျိုသားကောင်းဆောင်သည်ဟန်လွန်စီသို့လှည့်ကြည့်လာခဲ့လေဂျိုသားသိပ္ပံပညာရှင်များမှမတိုက်ခိုက်နိုင်သောကြောင့်ဟန်လွန်မှာအေးဆေးစွာထင်ရှိနေတယ်ထို့နောက်ဟန်လွန်ကအနီရောင်နဂါးအောင်ဆင့်ခေါ်လိုက်တယ်ထို့အခါဟန်လွန်ရဲ့အနောက်တွင်အနီရောင်နဂါးတစ်ကောင်ပေါ်လာပြီးနဂါးကဂျိုသားသိပ္ပံပညာရှင်များကိုသူ့ရဲ့မီးစွမ်းအန်ဖြင့်မီးရှို့လိုက်ပြီးဂျိုသားတို့ရဲ့ဆက်ပစ္စည်းများကိုသူ့ရဲ့လက်သေးများဖြင့်ဖျက်ဆီးလိုက်တယ်ထိုအချိန်ဝက်ဝက်များကိုပိတ်လောင်ထားသောလောင်အိမ်မှာပျက်စီးသွားခဲ့တယ်အကြီးဆုံးဝက်ဝံကဟန်လွင်ကိုတိုက်ခိုက်ခဲ့တယ်ဟန်လွင်ကလည်းသူ့ရဲ့တနာရီလာလှန်ပြီးကာဝယ်ထားလိုက်တယ်တချိန်ထဲမှာပင်သူ့ရဲ့အနီရောင်နဂါးသည်အခြားဝက်ဝက်များကိုစတင်တိုက်ခိုက်နေပြီဖြစ်တယ်အနီရောင်နဂါးကမီးစွမ်းအင်ကိုအသုံးပြုလိုက်သဖြင့်အခြားဝက်ဝက်များကိုအမြန်ရှုံးနေစေခဲ့တယ်အနီရောင်နဂါးကအကြီးဆုံးဝက်ဝံကြီးဟာသူ့ရဲ့လက်သေးများဖြင့်ကုတ်ထားလိုက်လေတယ်ဟန်လွင်ကလည်းလေပေါ်သို့ခုန်တက်လိုက်ပြီးသူ့ရဲ့လှန်ဖြင့်ဝက်ဝံရဲ့လေဝင်းကိုထိုးဆိုင်လိုက်လေတယ်ထို့နောက်ဟန်လွင်နှင့်အနီရောင်နဂါးတို့ပူးပေါင်းပြီးဂျိုသားထံခွဲခန်းများဖျက်ဆီးလိုက်လေတယ်အလွန်များပြားသောမီးစွမ်းရည်များကြောင့်အဆောက်အဦများပြာကျသွားစေတယ်